ဖြန်တကောင်ကရုတ်တရက်ကလေးမလေးရဲ့ခြေထောက်ကိုလှမ်းဆွဲလိုက်ပါတယ်။ကိုကြီးတောင်းကျင်လို့လိုက်ဆွဲနေရပါ။ဒါပေမဲ့ကလေးမလေးကတောင်းနားမလဲပါဘူး။သူဘာဖြစ်လို့ငါ့ကိုလိုက်ဆွဲနေရလဲပေါ့။ဖြန်လေးကဒရဇက်လိုက်ဆွဲနေတဲ့အကြောင်းကောင်မလေးကစိတ်ညစ်တော့ပါတယ်။ဒါနဲ့ပဲသူ့ကနက်ကိုချိုပြေဖြန်လေးကိုခြောက်လှမ်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဖြန်လေးကဆိုင်ကစီးလာတဲ့စုံတွက်တဲ့ကိုထက်ကြုံပါတယ်။ဖြန်လေးကအကူကြီးတောင်းဖို့အတွက်နောက်ကနေထက်ချက်မကွာလိုက်ပါတယ်။ဒါကိုတွေးတော့ဆက်စုကျင်တဲ့အတွဲကဖြန်လေးနောက်ကနေလိုက်ပါတော့တယ်။တော်တဲ့တနေရာရောက်မှာတော့သူတို့ကဖြန်ပေါက်လေးတစ်ကောင်ကိုတွေးလိုက်ပါတယ်။ဒါနဲ့ပဲသူတို့ကအင်ကိုယူလာခဲ့ပါတယ်။အင်ရောက်တော့ဖြန်လေးကတေးလူမျိုးမပုံဖြစ်နေလို့သူတို့ကစေကန်းကိုအလင်းမြန်တွားလိုက်ပါတယ်။ဆရာဝန်ကကုသမှုပေးပြီးတဲ့နောက်မှာတော့သူတို့ကကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အင်ကိုပြန်ယူလာခဲ့ပါတယ်။သူတို့ကဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းဖြန်ပေါက်လေးကိုအချိန်မှန်မှန်နှုတ်တိုက်ပါတယ်။ဖြန်လေးကလည်းနှုတ်တောက်တိုင်းနှုတ်ချွေမြူထူပြီးခြေတလုံးလုံးမီဒီယံရန်လှုပ်နေပါတော့တယ်။ဖြန်လေးကိုနွေးနွေးထွေးထွေးရှိအောင်ဆွဲတာအင်ကြီးလေးနဲ့ထွေးပြီးတိတ်ပါတယ်။သူတို့စုံတွင်းရဲ့ချစ်ချင်းမေတ္တာလေးအောက်မှာဖြန်လေးကကျမ်းမာစွာနဲ့ကြီးပြင်းလာခဲ့ပါတယ်။ဖြန်လေးကသူတို့နဲ့အတူရှိနေရတယ်ကိုရမ်းပဲပျော်ရွှင်နေပါတယ်။ပြီးတော့သူတို့ငါးဖမ်းတိုင်းလဲအနားမှာအမြဲဖော်ပြပေးပါတယ်။သူတခင်ငါးမရလို့စိတ်ပြက်လက်ပြက်ဖြစ်နေပြီဆိုရင်သူဟာရေထဲကိုဆင်းပြီးသူတခင်အတွက်ငါးရှာပေးပါတယ်။တင့်မှာအိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ပိုင်ဆိုင်ထားရပြီဆိုရင်တင့်ရဲ့ကဘာပျော်ရွှင်မှုတွေနဲ့အမြဲပြည့်နှက်နေတော့မှာဖြစ်ပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်